စ်များစူစီယာရိုးမရိုးဒီလုံးရမရိုးချင်မရိုးဟဲ့အမလေးခါတီးတီးမြင်းနေရအောင်လေမိဘကောင်းစေချင်လို့စီစဉ်တာတော်သားကြီးဟာငါယူချင်မအောင်အဲ့ဒါပဲတားကြီးသမီးကတော်တော်ဆိုးလားခက်ကမဆိုးပါဘူးကလေးဆန်တာပါကြားရနော်ကျမရဲ့ကိုကိုရှင်အခုချိန်ဒီနောက်ဆုံးလိုက်တာရှေ့ဆက်တိုးလာတော့နော်ကျမအဆုံးဆိုတယ်ကြားရပါတယ်ဗျကျွန်တော်ခံကြည့်ပါမိန်းကလေးဆိုတာတိမ်မွေ့ရတယ်လူညံ့ရတယ်အဲ့လိုကျွန်တော်ထင်တာဟဲ့ရှေ့ကနော်ရရနော်ရှေ့ဆက်တိုးလာကျမအဆုံးဆိုတယ်မြန်မာပြည်ကိုပြန်ရောက်တဲ့အထိမ်းအမှန်တွေနဲ့ပါတီပွဲတွေကျင်းပမယ်ထပ်လဲလာခဲ့ရမယ်လားအင်္ဂါနေ့တိုင်းည9:15မဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်ရှင်အချစ်များစူစီယာ